ကဲဆရာတို့တိုက်1နဲ့တိုက်2ကိုလေ့လာပြီးရဲ့နောက်တိုက်3ကိုဆက်ပြီးလေ့လာကြည့်အောင်เนาะဆိုတော့တိုက်3ကြတော့ဘာပြောလို့မေးရင်ဆရာတို့ဗာလဲ function ပြန်ရှာခြင်း function ပြန်ရှာခြင်းဆိုတော့ဘာလို့မေးရင်အရှိမဆရာတို့ f4a နဲ့ GOA တွေပေးထားတယ်ဆရာတို့ဒီမှာကျတော့ f4a နဲ့ GOA အဲ့လိုမဟုတ်ဘဲနဲ့ GOA ဒီပြန်ရှာခြင်းเนาะ f4a ပြန်ရှာခြင်းပေါ့เนาะအဲ့ဒါမေးတယ်ပြန်သွားဖြစ်တော့ဆရာတို့က GOA ကိုပြန်ရှာခြင်းမေးပါတယ်ဒါကြောင့်ဥပမာအနေနဲ့ဆရာ GOA ပြန်ရှာခြင်းလို့ဆရာရေးပြလိုက်တာပါဟုတ်ပြီเนาะအဲ့တော့ဆရာတို့ကလောဆယ်မှာတော့ဆရာတို့ပုံလေးထဲကပုံစံအရင်စပြီးတော့လေ့ကျင့်မယ်ပြီးလို့ရှိရင်မေကွန်ဟောင်းလေးရဆရာပုံစံလေးတွပြမယ်သူကလည်းပုံစံနေပါတယ်เนาะတိုက်3ရလည်းပုံစံနေပါတယ်အဲ့တော့ဆရာတို့ textbook မှာစာမျက်နှာ16 exercise 1.5 ကเนาะနံပါတ်6ပေါ့เนาะနံပါတ်6ကိုဆရာနံပါတ် A ကိုသူက A နဲ့ B မှာဆရာလောဆယ် A ကိုရင်စတွပြပေးပါမယ်အဲ့တော့ဆရာတို့ကြည့်အောင်မေကွန်လေးချကြည့်အောင်မေကွန်ကဘာလဲလို့မေးရင် A function f is defined by the function f ပေးထားတယ်အဲ့တော့သူက function f ကတော့တစ်ခုပေးထားလိမ့်မယ်မှတ်ထားနော် function တစ်ခုပေးထားလိမ့်မယ်ရှာခိုင်းတာကဒီမှာ find the function g သူ့ရဲ့ထူးခြားချက်ကဒီ type 3ရဲ့ထူးခြားချက်ကအဲ့လိုတွေ့တယ် find the function g ဆိုတွေ့လိမ့်မယ်အရှိတော်ပုံစံတွေမှာဆိုလို့အဲ့လိုမတွေ့ကြရအောင် find the function g ဆိုတာကိုလုံးနေမတွေ့ရအောင်ဟုတ်တယ်နော်ဆို define by လို့ given by လို့နောက် define by နဲ့ given by လို့အဲ့လို function တွေပေးထားတာပဲရှိခဲ့တယ် type 1နဲ့ type 2မှာနော်အဲ့တော့ဆိုဒီမှာကျတော့အဲ့ find the function g အဲ့လိုကြီးမေးတတ်တယ်သူနောက်တစ်ခုကမေးတာကနော်မေးတာမဟုတ်ဘူးလေဒီမှာမေးခွန်းဆက်ဖက်မယ်ဆိုခဲ့ရင် in each of the following တဲ့အောက်ပါတစ်ခုစီအတွက်အောက်တစ်ခုစီဆိုအောက်မှာမေးခွန်းအားလုံးပဲတစ်ခုရှိတယ်လို့မေးရင်အောက်မှာမေးခွန်းအားလုံးနှစ်ခုရှိတယ် A နဲ့ B A နဲ့ B မှာထူးခြားချက်ကဘာလဲလို့မေးရင်ဆရာတို့ဒီညာဘက်ချမ်းကိုလေးရနော်ကြီးတဲ့အခါမှာညာဘက်ချမ်းကအကုန်လုံးတူနေသလားနော်အကုန်တူနေတယ်အဲ့တော့ဘယ်ဘက်ချမ်းလေးမှာဘာဘက်ပြောင်းသွားလဲလို့မေးရင်ဆရာတို့ရှာစေခြင်းနဲ့ G ကိုကြည့်လိုက်နော်ဆရာတို့ကသူ့ရဲ့ရှာခိုင်းတာ function G ကိုအရှာစေနဲ့ G ကိုအပြင်မှာရှိတာရဲ့အတွင်းမှာရှိတာရဲ့ဒါပဲကွာတယ်ဟုတ်ပြီနော်အဲ့တော့အပြင်မှာရှိတာအတွင်းမှာရှိတာဒါအပြင်မှာရှိတယ်ဒါအတွင်းမှာရှိတယ်အဲ့တော့လောဆယ်မှာအပြင်မှာရှိ G ရှိနေတဲ့ပုံစံ A လေးကိုစတင်လေ့လာကြည့်အောင်နော်အရင်ဆုံးဆရာတို့ဗာရေးမယ်ဆိုရင်ဆရာတို့ f4a ကိုရင်ချရေးမယ်ဟုတ်ပြီနော်ဆရာတို့ဒီမှာ f4a ဆိုရင်ချရေးမယ်နော် f4a ကိုချရေးလိုက်ပါပြီပြီးတော့ရင်ရှာခိုင်းတာ GOA ဆို GOA ကို question mark ရေးလိုက်တယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဆရာတို့နံပါတ် A နော်ဒီနံပါတ် A မှာဟောရောနံပါတ် A တိုင်းဆရာတို့အရင်ချရေးလိုက်ပြီပေါ့နော် G ရှာစေခြင်းနဲ့ G ကအပြင်မှာရှိနေတာပေါ့နော်ရှာစေခြင်းနဲ့ G ကပြင်မှာရှိတဲ့ပုံစံကိုစတွက်တော့မယ်တွက်တော့တဲ့နေရာတော့ဆရာတို့အရှိပါတိုင်းမှာပဲတိတ်ရထူးကြရလို့မဟုတ်ပါဘူးเนาะအရှိဟာတွေကိုပြန်သုံးချတာပဲဆရာတို့ G ကိုပြင်ထုတ်လိုက်တယ်ဟောရော G ပြင်ထုတ်လိုက်တယ်ဒါကြံခဲ့တယ် f4a ကြံခဲ့မယ်เนาะ f4a ကိုကြံခဲ့ပြီเนาะညာဘက်ချမ်းကတော့ဒီတိုင်းပဲပြန်ရေးပေးပါเนาะညာဘက်ချမ်းတော့ဒီတိုင်းပြန်ရေးပါမှပြောင်းလဲခြင်းမရှိဘူးအဲ့တော့ဆရာတို့ဒီမှာ f4a နဲ့မှာအစားသွင်းတော့မှာပေါ့ f4a ကဘာနဲ့စားသွင်းမဆိုရင် f4a က x နဲ့ညီတယ်ဒါကြောင့်မို့လို့ f4x နေရာမှာဆရာတို့ x ဘာsorry f4a ကဘာနဲ့ညီလဲ f4a က x + 1နဲ့ညီတယ်ဟုတ်ပြီနော် f4x တစ်ခုလုံးပြောတာအစားဆုံးပြန်ပြောပြမယ်နော် f4x ကဘာနဲ့ညီလဲ f4x တစ်ခုလုံးဒီ x + 1နဲ့ညီတယ်ဒါကြောင့်မို့လို့ f4x နေရာမှာဆရာဘာထည့်မယ် x + 1ထည့်မယ်ဒါကြောင့်မို့လို့ f4x နေရာမှာဘာထည့်မလဲဒီ a + 1ကိုအစားသွင်းတယ်ဒါကြောင့် G ရဲ့အတွင်းထဲမှာ a + 1ဝင်သွားတွေ့လားဟုတ်ပြီနော်ဒါဆိုရင် f4a နေရာမှာ a + 1ဆိုတော့ဝင်လာပြီတစ်ချက်နော်ရပြီနော် a + 1ဝင်လာပြီညာဘက်ချမ်းတော့ဒီတိုင်းပြန်ရေးတယ်ဟုတ်တယ်နော်ကဲပြီးလို့ရှိရင်ဆရာတို့ကဘာလုပ်မလဲရှာခိုင်းတာက a + 1မဟုတ်ဘူး GOA ကိုရှာခိုင်းတာအဲကြောင့်မို့ဆရာတို့က a + 1လို့ကျင်တာမဟုတ် GOA ကိုလို့ကျင်တဲ့ကြောင့်မို့လို့အဲ a + 1ကိုဆရာတို့ y တီးမယ်ဟုတ်ပြီနော် a + 1 y တီးမယ်ပြီးလို့ရှိရင်လောမယ်လို့တစ်ခုကဆရာတို့ x ကိုထားခဲ့မယ် +1 ဒီညာဘက်ချမ်းသွားရင် -1ဒါကြောင့်မို့လို့ y - 1အဲ့လိုဖြစ်သွားမယ်ရပြီနော်အဲ့တော့ဆရာတို့ကဘယ်လိုအဓိပ္ပာယ်လဲလို့မေးရင်ဆရာတို့ y တစ်ခုတက်ရှိမယ် x တက်ရှိမယ်ဟုတ်ပြီနော်အဲ့လို y တစ်လုံးနဲ့ x တစ်လုံးနဲ့ဖြစ်ပြီးဆိုခဲ့ရင်ပြီးလို့ရှိရင်ဆရာတို့နော်ဒီ equation လေးပြန်ချကြည့်ရအောင်အဲ့တော့ဆရာတို့ဒီ so equation လေးရင်ပြန်ချရေးလိုက်မယ်ပေါ့နော်ဆရာတို့ပြန်ချရေးလိုက်နော်ပြန်ချရေးရင်ပူရတွက်တာလွဲတယ်အဲ့တော့ပြန်ပြီးတော့ချရေးရိုက်ချရေးပြီးတော့ဆရာတို့လောမဲ့လောက်ကပြပြမယ်ဆရာတို့ဒီမှာ x + 1ကဘာနဲ့ညီလဲ a + 1က y နဲ့ညီတယ်ဒါကြောင့်မလို့ a + 1နေရာမှာဆရာဘာထည့်မယ် y ထည့်ဟုတ်ပြီနော်တစ်ချက်ပြီးလို့ရှိရင်နောက်တစ်ခုကြည့်အောင်ဒီ x ကဘာနဲ့ညီလဲ y - 1နဲ့ညီတယ်ဒါကြောင့်ဒီ x ဒီနေရာမှာဘာလဲထည့်ရမလဲ
y minus 1နဲ့ထည့်เนาะဒီ h တွေနေရာမှာ y minus 1နဲ့ထည့်ဟုတ်ပြီเนาะသူနဲ့သူထည့်သူကထည့်လိုက်တယ်လို့ပဲပြီးဆိုတော့ section တော့မှာပေါ့ section တဲ့ခါကျလို့ရှိရင်ဒါတကွင်းလုံးနှစ်ထပ်ဆိုရင်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်သုံးလုံးမြောက်ပြီးလဲမှာညက်သုံးလုံးမြောက်တယ်ဆိုတာ2ရယ်1ရယ်1ရယ်ဟုတ်ပြီเนาะအနှုတ်ကထည့်မြောက်တော့အနှုတ် 2y ဟုတ်ပြီเนาะအနှုတ်ဆိုဒီကအနှုတ်1ပါထည့်မြောက်တာเนาะဒါကြောင့်မို့လို့ -2y ရတယ်တစ်ချက်နောက်တစ်ချက်ကဒီ5ကဆိုတော့အနောက်ကတစ်ခုစီမြောက်တော့5နဲ့1နဲ့မြောက်တော့5 1ရမယ်ဒီ5ကအနောက်က1နဲ့မြောက်တော့အနှုတ်9ရမယ်ဟုတ်ပြီနော်9တော့9တိုင်းပြန်ကူလိုက်မယ်ပြီးလို့ရှိရင်ဆရာတို့ဒီမှာခြေတဲ့အခါကျတော့ချင်းအပေါင်း9နဲ့နှုတ်9နဲ့ပါပြောလဲခြေသွားမယ်ခြေသွားပြီးတော့ဆရာတို့ဒီမှာတူစုရခါကြတော့ -2y နဲ့5 1နဲ့ရှင်းလိုက်ပါရတယ် +3y ရတယ်ဒါကြောင့်မလို့ဆရာတို့ဒီမှာ +3y ရေးလိုက်မယ်နော်အောက်ကြောင်းဆက်ကြည့်ရအောင်ကြည့်ပြီးတော့ဘာဆက်လို့မလဲလို့မေးရင်ဆိုတော့ y နေရာမှာ x ခါသွင်းလိုက်နော်ဆောက်ရှာကနေ g ရော y မဟုတ်ဘူးလေ g ရော x ဆို y နေရာမှာ x ထည့်ကြောင်းတောင်းမလို့ဘယ်မှာပြောင်းရင်ညာမှာလိုက်ပြောင်းဆိုတဲ့အတိုင်းပဲ y နေရာမှာဘာလိုက်ထည့်လိုက်ရင်ပဲလေ x ထည့်လိုက်မယ်ဒါ x လိုက်လို့ရှိရင်ရလာတဲ့နောက်ဆုံး equation ဒီကြောင်းဒီသူရှာခိုင်းတဲ့နော် g ရော x ဆိုတဲ့ equation ဖြစ်လာပါပြီဒါဆိုသူရှာခိုင်းတဲ့ g ရော x ဆိုတော့ရသွားပါပြီ